အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မြန်မာရသ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာမမော်အေဂရီရေးသားထားတဲ့ထူးဆန်းသောခွေးဥတန်ဇာတ်လမ်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမိမှာလဲကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားဖို့တောင်းဆိုလိုက်ပါစေခင်ဗျာကဲအားလုံးပဲ ready ဖြစ်ပြီဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြအောင်ဗျာငိုပါနဲ့တော့မြခွာညူရဲ့ကိုကြော်တင်လဲဒူမောက်ကိုဘယ်ခွဲကျင်ပါမလဲဆိုင်ကုန်နေတော့မြခွာညူကိုရွာတွေကမိန်းမကြီးများနဲ့နှစ်သိမ့်လိုနေကြတယ်အဖေသေးတာကိုသမီးမေအောင်တွေးလေးတို့ရဲ့အဖေအသက်ထွက်တဲ့အချိန်မှာသမီးအနားမှာမရှိဘူးဟမ်ဘသူကိုကြော်တင်နားမှာရှိလဲဒူမဘသူမှမရှိပါဘူးတွေးလေးရဲ့သမီးကအပဆူကိုပြေးခေါ်နေတာဒေါ်ဝေယာသူ့ရင်ဘက်ကိုလက်နှစ်ဖက်နဲ့ဖိ၍ဖေဟာငါထင်တယ်လို့ဖြစ်လာပါစီနဲ့ထို့သောပြောရမြခွန်ညူဟာတွေးလေဘာတွေထင်လို့လဲတွေးလေရဲ့ဘာမှမဟုတ်ပါဘူးဒူမဘာမှမဟုတ်ပါဘူးဒေါ်ဝေယာစကားကိုရှော့ချလိုက်ပါတော့တယ်ရွာရဲ့ထုံးစံအတိုင်းအကြောင်းကြီးအကြောင်းငယ်ရှိလာတော့အခါညာနဲ့တကောင်ဖြစ်စီကမှုအပြေးလွှာရောက်ရှိလို့လာကြပါတယ်တကြီးရောက်လာပြီးမြခွန်ညူညီဖေလောင်းကိုပြင်ရရှိရပြင်ရအောင်မြခွန်ညူဟာငဲ့ရည်တွေတုပ်ရင်းနဲ့ခေါင်းကိုညှိမ့်ပြလိုက်တဲ့အခါမှာမြခွန်ညူတို့ခြံစီမှာတကြီးဘယ်သူလုံးကွာကျုပ်ပါတာနိုးဟာမြခွန်ညူတို့ခြံထဲဝင်လာကအိမ်အောက်မှာနေ၍တကြီးအားကျုပ်သားလေးပျောက်သွားလို့တကြီးဟေးအိမ်နေတော့ပျောက်သွားတာကလေးကကျမ်းမာရေးကောင်းတာမဟုတ်ဘူးတကြီးရဲ့ခဏတက်နေတာဒါတော့လမ်းမြေပြောတော့တကြီးဟာကောင်းခဲသွားရပြန်တယ်ပထမတစ်ခါမိုးကြီးတွေကလေးနှစ်ယောက်စလုံးဟာတက်သည့်ယောဂစီကြတယ်လာကြကွာတာတို့တော့လိုက်သွားကြမယ်ဟုတ်ကဲ့တကြီးဘောင်းကြီးနဲ့ဖိုးချိုတို့နေခဲ့တော့မင်းတို့ကမူးနေတော့ဘာမှသုံးဝင်မှာမဟုတ်ဘူးအင်းပါတကြီးရဲ့တကြီးလဲတာတို့လိုက်သွားပြီးမကြပြီးမြခွန်ညူရဲ့အိမ်မှလူကတိတ်မကြံတော့ညင်းကလည်းနတ်နေတိထက်နတ်လာလို့နေရပေါက်ကြီးနဲ့ဖိုးချိုတို့ကဥကြော်တင်းရဲ့လောင်းပေးမှာရပ်ပလင်းထောင်တောက်ခါလက်ကြံကောင်းအောင်မနှဲအားယူ၍တောက်နေရပါတော့တယ်ထိုးစင်းခွဲဥတန်များကလည်းရုတ်တရက်ထွက်ပေါ်လာတဲ့အခါမှာဟာလုံသွားကျေတော်ဆူဖြတ်သောခွဲဥကောင်ရဲ့ဥတန်ကြောင့်ပေါက်ကြီးနဲ့ဖိုးချိုတို့စိုက်နေသောခေါင်းလို့ထောင်၍သွားပါတော့တယ်ခွေးဥတန်ဟိုခွေးဥတန်မဟုတ်လားဟဲ့မောင်ကြီးဟာသူတို့ကြုံခဲ့ရသည်ညာကခွေးနဲ့ကြီးရဲ့အတန်ဥထင်းကဖိုးချူကိုပြောပြလိုက်ပါတော့တယ်ဟုတ်တယ်ထင်တယ်ပေါက်ကြီးနှစ်ယောက်သားဟာအသာထ၍အိမ်မြင်သောလှမ်းကြည့်လိုက်ဟာခြံရှိအမောင်ထဲမှာหนีရဲနေသောမျက်လုံးနှလုံးပေါက်ကြီးဟိုမှာအေးဟုတ်တယ်တယောက်နဲ့တယောက်ဟာလီတန်တိုးနဲ့ပြောရင်းအချင်းတွေကိုစောင့်ကြည့်လိုက်ပါတော့တယ်ဒုံစင်မှာခွေးဥတန်များကလည်းထပ်ထွက်၍လာပါတော့တယ်ဟာဒုတိယချိန်ထပ်မှန်၍ဥလိုက်ပြန်တဲ့အခါမှာစက်သိန်းတွေထားလိုက်တာကွာအေးဟုတ်တယ်ကွာမောင်ကြီးနဲ့ဖိုးကျိုးတို့ဟာကြောက်စိတ်တို့ဝင်၍လာပါတော့တယ်ဒုံစင်ခါမှာနောက်တစ်ချိန်ခွေးဥတန်ဟာလည်းထွက်ပေါ်လို့လာပြန်ပါတယ်ထိုအခါမှာတော့အရင်မူလဥခဲ့သည့်ခွေးဥတန်များထပ်ပြန်တော့ပူ၍ကျေလောင်ဆူရှနေပါတော့တယ်မရှိတော့ဘူးဘာမှမရှိရလဲကွာပေါင်ကြီးဟာနောက်ကိုလှည့်ချင်းပြောတော့ဖိုးချိုကနားမလည်၍မေးလိုက်ပါတော့တယ်ဥကြော်တင်လေကွာအလောင်းမရှိတော့ဘူးကွာအလောင်းပြင်ထားတဲ့နေရာမှာအလောင်းကမရှိတော့တာကိုတွေ့အလွန်ကြောက်လွန်သွားကြသည်ဘယ်ရောက်သွားတာလဲခွန်ညိုဘာမှလဲသူ့ကိုပြောမှဖြစ်မယ်ခွန်ညိုပေါ်တဲ့ခန်းမှာအိတ်နေမှာပေါ့လားဖိုးချိုလိုက်ရှာမယ်ကွာပေါက်ကြီးနဲ့ဖိုးချိုတို့ဟာကြောက်နဲ့နောက်ဖေးပတ်သို့ဝင်လာခဲ့ပါတော့တယ်။အိုးကွာ။အိုခွဲပကံတို့ကြားတယ်များကြားရပြီးကြည့်လိုက်ရမှာအမောင်ထဲမှာငုတ်တုတ်ထိုင်နေသောမဲတရံအရေးတစ်ခုကိုလည်းတွေးလိုက်ရပြန်တော့တယ်။ထိုစဉ်ခါမှာဟိုမှာဦးလေးကြော်တင်းကွာ။နှစ်ယောက်သားရှေ့သူတို့ကကြည့်လိုက်တော့အခါဦးလေးကိုဟင်းတွေလောင်းချပြီးစားနေပါတယ်။နှစ်ယောက်သားရှေ့ကိုတို့ကကြည့်လိုက်တဲ့အခါမှာတော့ဦးလေးကိုဟင်းတွေလောင်းချပြီးစားနေတယ်ကွာအေးဟုတ်တယ်
ဖုံးဝင်သွားပြီနဲ့တူတယ်ကွာထမင်းထဲမှာထမင်းနဲ့ဟင်းများကိုအမောင်ထဲတွင်အာပါတရစားနေသောဦးကျော်တင်ကိုကြည့်ကာပေါက်ကြီးနှင့်ဖိုးချိုတို့ကြောက်လွန်း၍အိမ်မော်မှအပြေးတလွှားပင်စင်းကသွားပါလေတော့တယ်အခန်း6ဝိညာဉ်နဲ့ကြောင်နဲ့ဟုတ်တယ်တကြီးကျွန်တော်မညာပါဘူးဗျာတကယ်ပြောတာပေါက်ကြီးဟာအတန်တော်ဖြစ်ရှင်းပြသလိုမျက်နှာမှာလဲချွေးပြီးချွေးပေါက်တို့ကြာနေတာကိုတကြီးကကြည့်ပြီးပြဿနာတစ်ခုမပြီးသေးဘူးတစ်ခုကတက်ပြန်ပြီစိတ်ညစ်ပါတယ်ကွာတို့ရလဲဘာတွေဖြစ်နေတာလဲမသိဘူးဦးလေးကျော်တဲ့ကဖုတ်ဝင်လာဗျသူအစားမစားနိုင်တာကြာပြီအခုမှထစားတာခွေးနှကြီးမဟုတ်ခင်ထိဘာမှဖြစ်တာမဟုတ်ဘူးဦးပြီးမှအဲ့လိုဖြစ်သွားတာဗျတကြီးကလည်းစဉ်းစားရကြက်နေပါတော့တယ်ဒါတို့ကလည်းသူကလေးပြောင်းလို့ဒေါသတွေထွက်သူမိန်းမကတငုံကိုဒေါ်စိန်အိမ်မက်နေတာမှန်နေမလားမသိကလေး9ယောက်ပြအောင်ခေါ်မိဟုဆိုရာတကြီးကအချင်းတွေကိုသုံးသက်ပြီးကဲဒါနို့လုံးလုံးစေတော့ဘာမှမတတ်နိုင်သေးဘူးရွာမှာကလေးခိုးလောက်တဲ့လူလည်းမရှိသလိုတခြားရွာတွေကလည်းလာခိုးပါမဟုတ်ဘူးငါလည်းလက်မိသလောက်စုံစမ်းမယ်လာကြနာရေးအိမ်သွားကြမယ်ဒီနှကောင်ပြောတာဟုတ်မဟုတ်သွားကြည့်ကြမယ်တကြီးရထွက်သွားတော့ရွာသားများကလည်းနောက်ကလိုက်လာကြပါတော့တယ်ပေါကြီးနဲ့ဖိုးရိုးတို့နှစ်ယောက်ကတကြီးပေးကရှောက်လာပြီးတကြီးကိုကျုပ်တို့ပြောတယ်ဆရာပင့်ပါလို့ဆရာစီရင်ပေးလိုက်ရင်ဘယ်အကောင်မှရွာကိုလာဝတ်မှာမဟုတ်တော့ဘူးအေးပါကွာငါကြည့်စီစဉ်လိုက်ပါမယ်မြခွာညိုတို့အိမ်တို့ရောက်တော့ဦးကျော်တင်လောင်းပြထားသည့်နေရာမှာပဲရှိနေပါတယ်တကြီးကပေါချင်းနဲ့ဖိုးချိုတို့စိတ်ဆိုးသွားပြီးဟဲ့ကောင်တွေမင်းတို့နောက်ဆရာများမှတ်နေတာဗျာကျွန်တော်တို့မနောက်ပါဘူးဗျပုံစံမပြတ်ဦးကျော်တင်အလောင်းကငြိမ်သက်လို့နေစေမြခွာညိုကအိမ်မော်ထက်မှဆင်းလာပြီးအဖေဘာဖြစ်လို့လဲတကြီးတို့ဘာတွေပြောနေကြရလဲညီအဖေကထမင်းစားတယ်တဲ့ဟင်းဘလို့အဖေထမင်းမစားနိုင်တာ9ရက်ရှိပြီအခုလဲဆောင်းရကဘလို့ထစားမလဲရှင်တို့ကျမအဖေကိုပောက်ကြရတယ်မပြောကြပါနဲ့မြခွာညိုဟာငိုတန်ဆုရပြောတော့ဘောကြီးဟာငါမဟုတ်တာပြောတာမဟုတ်ဘူးမြခွာညိုရဲ့ဦးလေးကြော်တဲ့ထမင်းထစားတာငါတို့နှစ်ယောက်သိချမြင်တာနေမရောရင်ထမင်းနဲ့ဟင်းနေသွားကြည့်ပါလားဟုတ်တယ်မြခွာညိုထမင်းနဲ့ဟင်းနေသွားကြည့်စမ်းဟုတ်တယ်မြခွာညိုထမင်းနဲ့ဟင်းနေသွားကြည့်စမ်းမဟုတ်လို့ကတော့ဒီနှကောင်ငါကိုယ်တိုင်တန်ပေးမယ်တကြီးပြောစကားကြောင့်မြခွာညိုဟာအိမ်နောက်ဖေးမိဖို့ကြောင့်သွား၍ထမင်းဟင်းတို့ကိုကြည့်လိုက်တဲ့အခါမှာဟင်းစံလေးလုံးချဟာပြောင်းနေပါလေမနက်ဖုံးကြီးကြောင့်စိုးညိုင်ပို့ချက်ထားသည့်အမဲသားတအိုးလုံးကလည်းအစီတော်မကြံတော့ဘယ်လိုဖြစ်တာလဲမြခွာညိုဟာသူ့မျက်လုံးကိုတော့သူမယုံနိုင်စိတ်ပြတ်စွာနဲ့အိမ်ရှိသို့ထွက်လာခဲ့ပါတယ်ဘယ်လိုလဲမြခွာညိုမြခွာညိုဟာမျက်ရည်တွေကျပြီးခေါင်းခါလိုက်ပါတယ်ထိုအချိန်မှာကြောင်ဝဒန်ထွက်ပေါ်လာပြီးဗီဒီယိုပေါ်မှာတကူလုံးတန်းပေါင်နေသည့်ကြောင်နှက်ကြီးတစ်ကောင်အော်လို့နေပါတော့တယ်ဟဲ့ကြောင်သွားစမ်းရွာသားတယောက်ကမောင်းလိုက်ရာကြောင်ကြီးကအောက်သို့ခုန်ကျသဖြင့်ဦးကျော်တင်အလောင်းဘေးသို့ရောက်လာပါတော့တယ်ကြောင်လောင်းကျော်တင်နေဟေးမောင်းဟဲ့သွားတို့တော့ကြောင်နှက်ကြီးကအလောင်းကိုကျော်ကအိမ်ပြင်သို့ခုန်ချလျက်အမောင်တဲသို့တိုးဝင်ကပျောက်ကွယ်သွားပါလေတော့တယ်ဦးကျော်တဲ့မှာရလုံးမှိတ်လျက်နဲ့ထားပြီးပါဇက်ကလည်းညီးနေတယ်ဒုက္ခရွာသားတွေကကြောက်လုံးရဲ့ကြက်တွေတင်နေကြရမြခွာညူဟာအဖေဟဲ့ငါ့ကိုထူစမ်းဦးကျော်တဲ့ကပြောရမြခွာညူဟာထူမီအပြုတ်ဘာဆိုဟာမြခွာညူသူ့ကိုမကင်နဲ့ဘာဆိုဖေမတည်ဘူးလေအဖေကိုသမီးပြုစုရမှာမဟုတ်လားဟဲ့ဒါနဲ့ဖေမဟုတ်ဘူးအခြားတစ်ကောင်ဝင်နေတာမြခွာညိုဘာလို့မှမသိဘူးဦးကျော်တင်ကခေါင်းကိုရမ်းလျက်မြည်တန်ကြီးပေး၍နေပါတယ်အဘဆိုဟာခန်းတော်တောင်ဝင်းကိုယူဦးကျော်တင်ရင်ဘက်ကိုတွန်းလိုက်ရာပတ်လက်လှန်၍လဲလို့သွားပါတော့တယ်ငါ့ကိုဘာလို့လုပ်တာလဲအတန်ကလည်းမူရင်ဦးကျော်တင်အတန်မဟုတ်အတန်အော်ကြီးနေဖြစ်ပေတယ်မြခွာညိုပြေးရပေးစမ်းအဘဆိုးရဲ့စကားကြောင့်မြခွာညိုဟာဘော်ရဖျားစင်မှာပြေးရအိုးကိုသွားယူကပေးလိုက်ပါတော့တယ်အဘဆိုးဟာခွက်ထဲသို့ပြေးရကိုထည့်၍မြတ်စွာဘုရားကြီးတကူတော်ဆရာတော်ဘုရားကြီးမေတ္တာရည်စဉ်အစွမ်းထက်လာတဲ့ပြေးရနဲ့ထိပါကနာနာဘာဝတွေထွက်သွားစေထို့သောဆိုပြီးဦးကျော်တင်ကိုဘော်သို့ပတ်ဖြန်းလိုက်တဲ့အခါမှာအာပူတယ်
ဦးကျော်တင်ဟာရင်ဘတ်ကိုဖိလျက်လူးလက်၍နေပါတော့တယ်မလုံးနဲ့ငါမခံနိုင်လို့ပါငါမူးလုံးလို့ပါအာငါ့ကိုတနာပါဘာဆိုရလဲပါဇက်ကဂုံကာတာတော့ကိုရွတ်ကပေးရီကိုခေါင်းကိုပတ်ဖြန်းပြီးနေပါတော့တယ်အာငါကောင်းနေကွဲပါပြီမလုပ်ပါနဲ့အဖေမလုပ်ကြပါနဲ့အဖေအဲ့လိုဖြစ်နေတာတမမကြည့်ရဘူးမြခွန်ညူဟာငိုယူကပြောတော့အဘဆိုဟာပြေးကိုဖျန်းတာကလည်းနေရာနှံ့သွားတာကြောင့်ရက်လိုက်ပါတော့တယ်ပူတယ်အာငါမခံနိုင်တော့ဘူးခေါင်းတွေလည်းကွဲတော့မယ်ဦးကျော်တင်ဟာအော်ဟေးရင်ခဏကြာတော့ငြိမ်သက်လို့သွားပါတော့တယ်ထုတ်ဝင်တာမနက်မှဆရာခေါ်ပြီးထုတ်မယ်မြခွန်ညူနေရဲလားအဖေဘလို့ပဲဖြစ်ဖြစ်နေရဲပါတယ်အေးတို့ပြန်မယ်ဆရာနဲ့မှရမယ်ထင်တယ်ပေးရဦးတော့ဘေးမှာထားအနေရပေးမယ်ဆိုပတ်စာပတ်လိုက်တကြီးဟာမာစရာရှိရာမှာ၍ရွာသားများနဲ့အတူအိမ်ပေါ်မှဆင်းသွားပါတော့တယ်ကျွန်တော်ရဲ့ channel လေးပါဒီနေ့တင်ဆက်ပေးလိုက်တဲ့အကြောင်းအရာကတော့ထူးဆန်းသောခွေးဥသံနဲ့ဝိညာဉ်ကြောင်နဲ့လို့အမည်ရတဲ့ဇာတ်လမ်းလေးကိုပဲတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုခုလိုလာရောက်နားထောင်ပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးအစသာရစီးပွားရေးများအဆင်ပြေကြ၍လူတိုင်းကြ၍တာတိုင်းရနိုင်ကြပါစေခင်ဗျာ။နောက်နေ့မှလည်းဘလို့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာများကိုဆက်လက်တင်ဆက်မယ်လဲဆိုတော့စောင့်မျှော်ရင်းကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ရတာပါ။